ဒီဇင်ဘာလတော့ရောက်ပြီပဲခရစ်တော်လူသားချင်းရဲ့ဆန်တဲ့ခရစ်စမတ်ကိုဘာမှမပြင်ဆင်ရနိုင်ပါလားခရစ်တော်အတွက်သက်တာနဲ့မနာပြင်ဆင်ခြင်းပါပဲ